အားလုံးပဲမင်္ဂလာပါရှိဘလုံး YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညကစားကြမယ့်ပွဲစဉ်လေးတွေကိုနည်းနည်းရွေးချယ်ပြီးတော့မှသုံးသပ်ပေးချင်ပါတယ်ဟုတ်ပါကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မြတ်တရခံချင်ပါတယ်ဟုတ်ပါပထမဆုံးအနေနဲ့ကျွန်တော်ရွေးချယ်ပေးထားတဲ့တင်းလေးကတော့ပဲလီနဲ့ Man City ပဲဖြစ်ပါတယ်ပဲလီနဲ့ Man City မှာဆိုလို့ရှိရင် Man City က1ပေါင်90ပေါက်ပါတယ်ဘိုးပေါင်းကတော့3ပေါင်း25ပေါက်ပါတယ်အဲ့တော့ Man City ကဒီပွဲမှာနိုင်ရမှသာလျှင်ကျွန်တော်အာဆင်နယ်နဲ့အမှတ်သိပ်မကွာမှာဖြစ်ပါတယ်ဒီပွဲရှုံးသွားလို့ရှိရင်တော့အာဆင်နယ်နဲ့အမှတ်အရန်ကွာချသွားမှာပဲဖြစ်ပါတယ်ပဲလီတင်ကလည်းနောက်ဆုံးမှာ3ပွဲဇက်တိုက်အနိုင်ရရှိထားပါတယ်နောက်ဆုံး5ပွဲမှာဆိုရင်တော့3ပွဲနိုင်2ပွဲတည်ပါMan City တင်ကတော့နောက်ဆုံး4ပွဲဇက်တိုက်ဒီနိုင်ရရှိထားတာကိုတွေ့ရပါတယ်။အဲ့တော့ကျွန်တော်တို့ဒီပွဲကိုသူနဲ့လုံရင်ရွေးချယ်ရမှာဆိုလို့ရှိရင်တော့ကျွန်တော်9ပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်။အနည်းဆုံးတော့1 2 2 1 3 9ကတော့နှစ်တင်းပေါင်း3 9ကတော့ရှူလိုက်မယ်လို့ထင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်9ပေါင်းကိုပဲရွေးချယ်ခြင်းပါတယ်။နောက်တစ်တင်းကတော့ဝါဆန်နဲ့အေဗီလာပဲဖြစ်ပါတယ်။ဝါဆန်နဲ့အေဗီလာမှာဆိုလို့ရှိရင်အေဗီလာကlevel 80ရှုံးပေးပါတယ်ဘိုးပေါင်းလေးနဲ့တော့3ပေါင်95ပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ဝက်ဆန်တင်းကနောက်ဆုံး5ပွဲမှာကျွန်တော်တို့3ပွဲတိတိတည်ကြထားပါတယ်တပွဲနိုင်တပွဲရှုံးဆိုတဲ့ရလဒ်ကိုလည်းရရှိထားပါတယ်အီဗီလာအသင်းကတော့နောက်ဆုံး5ပွဲမှာ5ပွဲစက်တိုက်နိုင်ရရှိထားပါတယ်ဒီနောက်ပိုင်းမှာအက်စတွန်ဗီလာအသင်းရဲ့နိုင်ပွဲတွေကလည်းတော်တော်ကိုခြေစွမ်းပြန်မှန်လာတာကိုပဲတွေ့ရမှာဖြစ်ပါတယ်။အဲကြောင့်မလို့ကျွန်တော်ဒီပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော် level 80ပေးထားတဲ့ Aston Villa အသင်းကိုပဲကြိုက်ပါတယ်။ဂိုးပေါင်းအနေနဲ့ကတော့ဂိုးပေါ်ကိုပဲရွေးချင်ပါတယ်။အသင်းအနေနဲ့ကတော့ A Villa ကိုပဲရွေးချယ်ပေးချင်ပါတယ်။ဟုတ်ကဲ့နောက်ထပ်အသင်းအနေနဲ့ကတော့ကျွန်တော်တို့ Sunderland နဲ့ Newcastle ပဲဖြစ်ပါတယ်။ Sunderland အကွင်းမှာ Newcastle က level 50ရှုံးပေးထားပါတယ်။ဂိုးပေါင်းအနေနဲ့ကတော့2-0 90ဖြစ်ပါတယ်အဲ့တော့ဆန်နာလန်သင်းရဲ့အိမ်ကွင်းမှာနျူကာဆယ်ရှင်ဖို့လွယ်ပါမလားဆိုတော့ကျွန်တော်တို့အတော်လေးစဉ်းစားရဖြစ်ပါတယ်ဆန်နာလန်ရဲ့နောက်ဆုံး5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်2ပွဲတည်2ပွဲရှုံးတယ်1ပွဲဘုံမောက်သင်းကိုပဲနိုင်ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာမန်စီးတီးကို3-0နဲ့ရှုံးနေထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့နျူကာဆယ်အသင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း2ပွဲနိုင်2ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်ထွက်ထားတာကိုပြီးရမှာဖြစ်ပါတယ်အဲ့တော့ဒီနျူကာဆယ်ရဲ့နောက်ဆုံး5ပွဲမှာဆိုရင်5ပွဲသလုံးကိုပေါ်ထားတာလေကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဆန်နာလန်ရဲ့နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့3ပွဲတိတိအောင်ကိုပေါင်းအပေါ်ရထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီနှစ်သင်းကိုရွေးချယ်ရမှာဆိုလို့ရှိရင်အင်ကွင်းမှာလည်းကျွန်တော်ဆန်နာလန်ကိုပဲရွေးချယ်ခြင်းပါတယ်ကိုပေါင်းအနေနဲ့ကတော့ဂိုးဘော်ကိုပဲကြိုက်ပါတယ်အဲ့တော့ကျွန်တော်ဆန်နာလန်နဲ့9ဘော်ကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်သတင်းအနေနဲ့ကတော့ကျွန်တော်ရင်းလစ်လီကူကလိုင်ယွန်နဲ့လီယာဘေးပဲဖြစ်ပါတယ်လိုင်ယွန်နဲ့လီယာဘေးမှာဆိုလို့ရှိရင်လိုင်ယွန်သင်းကနောက်ဆုံး5ပွဲမှာ3ပွဲနိုင်1ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိတာဖြစ်ပါတယ်လီယာဘေးသင်းကတော့နောက်ဆုံး5ပွဲမှာကျွန်တော်နိုင်ပွဲမရရှိထားဘဲနဲ့3ပွဲတည်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိထားတာပဲတွေ့ရပါတယ်အဲ့တော့လိုင်ယွန်နဲ့လီယာဘေးမှာဆိုလို့ရှိရင်လိုင်ယွန်ကအိမ်ကွင်းမှာ1ပေါင်း35ပေါက်ပါတယ်ဘိုးဘုံအနေနဲ့ကတော့2.95ပေါက်ပါတယ်အဲ့တော့ဒီပွဲကိုကျွန်တော်ရွေးချယ်မှာဆိုလို့ရှိရင်တော့အိမ်ကွင်းအားကောင်းတဲ့လိုင်ယွန်သင်းကိုပဲရွေးချယ်ချင်ပါလားအနည်းဆုံး1ခု2ခုကတော့ရှုမှတ်သေးကြပါတယ်ဘိုးဘုံကြီးကတော့2.95ဆိုတော့ကိုပေါင်းအောက်ကိုပဲရွေးချယ်ချင်ပါတယ်အဲ့ပွဲကတော့အော့ဂ်ဈေးနဲ့လိုင်လီတို့ရဲ့ပွဲပဲဖြစ်ပါတယ်အော့ဂ်ဈေးနဲ့လိုင်လီတင်းမှာလိုင်လီတင်းက1ပေါင်း85ပေါက်ထားပါတယ်9ပေါင်းအနေနဲ့ကတော့3ပေါင်း95ပေါက်တာကိုတွေ့ရမှာဖြစ်ပါတယ်အော့ဈေးအနေနဲ့နောက်ဆုံး5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တပွဲနိုင်2ပွဲတည်2ပွဲရှုံးဆိုတဲ့ရလဒ်ရရှိထားတွေ့ရမှာဖြစ်ပါတယ်လိုင်လီဆိုလို့ရှိရင်တော့နောက်ဆုံး5ပွဲမှာ4ပွဲထီအောင်နိုင်ထားပါတယ်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်
အစင်3နဲ့မာစီအစင်3တင်းမာစီနဲ့လိုင်းလီနဲ့ကအမှတ်တူနေရတော့မလို့ဒီပွဲကိုနိုင်ရရှိမှသာလေကျွန်တော်တို့လိုင်းလီတင်းအနေနဲ့ပို့ပြီးတော့မှအဆင့်တက်နိုင်မှာဖြစ်ပါတယ်အဲ့တော့အော်စီအနေနဲ့ကတော့သူကအဆင့်16မှာရှိပါတယ်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော် line လီကိုပဲရွေးချယ်ပေးခြင်းပါ line လီကိုပဲကြိုက်ပါတယ်ဘိုးပေါင်းနေနေတော့ကျွန်တော်တို့ကိုပေါင်းအပေါ်ပဲရွေးချယ်ပေးခြင်းပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ဒီနေ့ညမှာကစားကြမယ့်ပွဲကိုရွေးချယ်ပေးထားခြင်းပဲဖြစ်ပါတယ်ဒီကိုလိုအနေနဲ့အကြိုက်တူရတာရှိလို့ရှိရင်ယူပြီးတော့မှသုံးသပ်နိုင်ပါတယ်အားလုံးပဲရှင်းလင်းချမ်းမြေ့ကြပါစေကျေးဇူးတင်ပါတယ်